ဆုံရဲ့ vlog ထဲမှာအကုန်လုံးပါသူတို့ရဲ့ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့တော့ကျမရဲ့ vlog မှာအထူးရဲ့တွေတော်တွေကနေပါဝင်ပြီးတော့အဖြစ်ပြီးတော့မှာဖြစ်ပါတယ်ကျမတို့တွေဒီနေ့ဘယ်ကိုသွားကြမလဲဘာစားကြမလဲဆိုတဲ့ဟာကိုကျမနဲ့တူတူလိုက်ပါကြည့်ရှုပေးကြပါအောင်ရှင် channel ကိုလည်း like and subscribe လေးလုပ်ခဲ့ပေးပါအောင်နော်ဆောင်းလို့ဆိုဒလာဒလာပဲပြန်တော့အားရတော့ဘယ်ဘက်ကိုကြည့်ရမှာဘယ်ဘက်ကိုကြည့်ရမှာကဲလက်မကူတက်လို့အဲ့လိုမျိုးကလည်းအဆူခံရပါသေးတယ်ဒီနေ့ကဆူနေတဲ့အမကြီးရဲ့မွေးနေ့ပါသူ့မွေးနေ့ကိုကျမတို့တွေတခုခုသွားစားမှာပါရွာအတော်ဘာမှပစ္စတိုလိုက်ပို့ခြင်းဖြစ်ပါတယ်ဟုတ်ပါဘူးဟုတ်ပါဘူးဟုတ်တယ်မဆိုင်ရဲ့မင်းသားကြီးကိုရောက်လာလားအဲ့ဆိုမွေးနေ့လက်ဆောင်ပို့ပေးတော့မှဒီနေ့ကကျမတို့အဖွဲ့တွေကညီမလေးရဲ့မွေးနေ့ပါသူ့ရဲ့မွေးနေ့ကိုကျမတို့ဘာမ bistro ဆိုတဲ့ဆိုင်မှာ celebrate လာလုပ်တာပါဒါကျမပထမဆုံးချိန်ဒီဆိုင်ကိုရောက်ဖူးခြင်းမှာကျမရဲ့ first impression ကတော့အရန်မိုက်ပါတယ်ကျမကြိုက်တဲ့ vibe နဲ့တစ်ထက်သေးပါပဲအသုံးဆောင်အပြင်အစင်ဒီ decoration လုပ်ထားတာအနောက်ကဖွင့်ထားတဲ့ music တိတ်ဆိတ်မှုအကုန်လုံးကိုသဘောကျပါတယ်ဒါကတော့မွေးနေ့ရှင်မှာဘလို့တော့ကြောက်တတပြမယ်ဘလူးပြောဟာဆင်းနေတယ်တော့လည်းကြည့်ဦးမယ်ငါတို့ရုပ်ပြီးဒီနေ့အတွက်တခါဖြစ်တဲ့မွေးနေ့ရှင်မှာအကြံကုန်ကလုံးစားချက်ဟောဘက်ကမှတော့3ယောက်ကိုလည်းကြည့်ကြအောင်ဆိုင်ရဆိုးလိုက်တာ Cheers 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 အောင်မြင်ပါစေအောင်မြင်ပါစေ ကိုဗစ်တဲ့အတန်းဖြောင်းပေးလိုက်မယ်ပြီးတော့အလင်းလည်းပါပါကဲဆမကြီးတက်နေတော့小玩笑玩，我在讲那个，ဒီကဲမှာခုစုပေါက်ကြရလေပြီးလို့အဲ့ဒါကြီးနဲ့စုတွေပါရလိုက်သေးတယ်ချောက်လိုက်တာလေတိလာမစပေးရပေါ်လေးတွေမှာထားတာတွေရောက်ပြီးကျမကအမဲနှက်နဲ့ဖတ်ထမင်းစားတယ်ကျဥကျော်လက်ဖက်တုပ်တိုဘူးတုပ်စပါဂက်တီဖတ်ထုတ်မစားလို့ကောင်းလားရှင်နေမစားနဲ့ဟုတ်တယ်လောရိုက်စမ်းကိုစားလို့အဆင်ပြေရဲ့လားကျဲပဲကျဲပဲမယူအဆင်ပြေလားစားလို့ကောင်းလားဟုတ်ပါတယ်ကျုံလို့ပူနေရလားဒီဆိုင်ရဲ့အစားတောက်လက်ရာတွေကတော်တော်လေးကိုအဆင်ပြေတယ်သူဆိုင်ရာရတဲ့စိတ်စွတ်ကလည်းရမ်းကောင်းတယ်ကျမကတော့ဖတ်ထမင်းမဲ့စားခဲ့ပါတယ်ကြိုက်တယ်ဖိုင်မှာလာပြီးဖတ်ထမင်းစားနေချမောင်ကျော်ရယ်ဟိုကပါရင်လိုက်ဖဲစားလဲတာဘိုးဆိုင်မှာနော်ဈေးကြီးပေးပြီးတော့လာစားတာအန်တီရေလောက်ပါအောင်အန်တီသမီးဒီမှာကြည့်အန်တီသမီးဘလောက်တောင်များဒီမှာအိမ်ကဒီလောက်ချက်ကောင်းတယ်အန်တီချက်တဲ့ဟာတွေကိုကြတော့အဲ့လိုစားလို့လားအန်တီရဲ့ပါဟိုမှာဆိုဟိုဒီကျွေးနေအဲ့ဒါဝယ်စားတာကြည့်ရင်ကဲကျမတို့ရဲ့ရိုက်ကွင်းနောက်ကွယ်ကခရက်ကလေးတွေကိုလည်းဆက်ပြီးအားပေးပေးပါအောင် vlogger ကြီးကိုရိုက်ပေးအောင်ဘာဆက်မှာမလား
ရမယ်တကယ် အဲ့ဒါလည်းဘယ်လိုချိုးချီတဲ့အခန်းပဲဖြစ်ပါတယ်ဒါဘယ်လုံလို့လုံနေလို့ပြောရတယ် လုံးလို့ငါလုံးလို့ ဒီကချောပါအောင်ဆိုဒီမှာပဲရှုပ်ရ ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ် see you bye